ကျောင်းကတက်ရတော့မယ်ဘာမေဂျာယူရမလဲမသိလမ်းပြောင်းနေပါသလားဘာလေးလာရမလဲကိုမသိဘဲနဲ့လမ်းပြောင်းနေလားကျောင်းပြီးသွားရင်ရောဘာဆက်လုပ်ရမလဲဒီ information တွေများတဲ့ခင်မှာဘသူရဲ့စကားကိုနားထောင်ရမလဲ여러분 안녕하세요. အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်မအရှိကပြောသွားတဲ့ဒီမေးခွန်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်မရဲ့အတွေးလေးတွေကို sharing လုပ်ပေးချင်ပါတယ်ကျွန်မအရင်တစ်ပတ်က Konkuk University မှာလုပ်တယ်ပေါ့နော်ပညာရေးဒီသူတို့ကျောင်းဝင်ခွင့်ဆွေးနွေးပွဲလေးသွားပြီးတော့ကျွန်မရဲ့အတွေ့အကြုံလေးတွေ guest speaker အနေနဲ့သွားပြီးတော့ပြောခဲ့တယ်အဲ့ဒီပွဲမှာပြောခဲ့တဲ့အကြောင်းအရာလေးတချို့ကိုအားလုံးကိုပြန်ပြီးတော့ပြောပြပေးခြင်းလို့ပေါ့နော်ကျွန်မရဲ့ဘဝခံယူချက်လေးတွေနဲ့လည်းနည်းနည်းဆိုင်မယ်အဲ့တော့ကျွန်မပြောတာလုံးဝအပြည့်မှန်ချုံတပ်လို့ပြောချင်တာမျိုးမဟုတ်ပါဘူးကျွန်မရဲ့အတွေးလေးတွေကိုတစ်ချက်လောက်လူငယ်တွေကိုမျှဝေပေးချင်တာပေါ့နော်ကျွန်မမှာညီမလေးတယောက်ရှိတယ်ပေါ့နော်ကျွန်မထက်အငယ်ကျွန်မထက်6နှစ်ငယ်တယ်အခု20ပေါ့ကျွန်မညီမလေးနဲ့ပြောတဲ့အခါမှာပေါ့နော်သူကိုကျွန်မပြောလေးရှိတယ်သူနဲ့ကျွန်မနဲ့ပြောတဲ့ထိုင်ရလော်တွေကိုပြန်ပြီးတော့အလုံးကိုပြောပြပေးချင်တာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ဘာမေဂျာတက်ရမလဲဘာလိလာရမလဲမသိတဲ့ပြဿနာပေါ့နော်ကျွန်မညီမလေးကလည်းကျောင်းတက်ရတော့မယ်ဒါပေမဲ့ဘာမေဂျာယူရမလဲလည်းမသိဘူးဘာလိလာချင်တာလည်းမသိဘူးသူပြီးရင်ဘာဖြစ်ချင်တာလည်းမသိဘူးကိုယ့်ရဲ့ passion ကဘာလဲမသိဘူးပေါ့နော်အဲ့တော့ကျွန်မကတော့뭐라도 해 그냥 해ဘာပဲဖြစ်ဖြစ်တစ်ခုခုလုပ်လိုက်ဒီတိုင်းလုပ်ဖို့အရေးကြီးတယ်ပေါ့အရန်တွေ့ဝင်နေတာလမ်းမရောက်ပါဘူး overthinking ဖြစ်တာပေါ့နော်အရန်တွေးတဲ့အခါမှာ negative ဘက်ကိုပဲပို့သွားဖို့များတယ်အဲ့ဒါကြောင့်ကျမကတော့စိတ်ထဲပေါ်လာတာလေးတစ်ခုကနေစပြီးတော့ဒီတိုင်းလုပ်ဖို့အကြံပြုချင်ပါတယ်ဥပမာကိုကရေကူးတင်ချင်လားစပြီးတော့တင်လိုက်ကိုတင်ချင်တာကိုလေးလာတာကိုအတွေးထဲမှာပေါ်လာလေးတစ်ခုခုပေါ့နော်ဘာမှအရင် overthink မလုပ်ပဲနဲ့စူးစမ်းပြီးတော့စကြည့်ဖို့အရင်ပြောချင်ပါတယ်ကျမကိုယ်တိုင်လည်းကိုစာတင်တဲ့ဆီယမတယောက်ဖြစ်လာမယ်ပြီးတော့စာတင်ရင်းနဲ့ပို့ပြီးတော့ဒီစာတင်တာကိုသဘောကျလာမယ်လို့တွေးတော့မတွေးခဲ့ဘူးစာအုပ်ကိုယ်တိုင်စာအုပ်တုပ်ထုတ်တဲ့သူတယောက်ဖြစ်ဖို့ဆိုတာဝေးလာဝေးပေါ့နော်အဲ့တော့ဒီခါလေးကျရင်တချို့အရာတွေကဖြစ်ချင်လို့လှုပ်လိုက်တာထက်လုံနေရင်လည်းဖြစ်ချင်သွားတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်တစ်ခုခုစပြီးတော့လှုပ်ဖို့ပြောချင်ပါတယ်ဒါဆိုရင်သူကကျွန်မကိုပြန်ပြီးတော့မေးပါတယ်ကျွန်မညီမလေးကဟုတ်ပါပြီဟိုယူချင်တာယူဆိုတော့ဟုတ်ပြီသူလေ့လာချင်တာတစ်ခုရွေးပြီးတော့လေ့လာလိုက်ပါပြီထားပါတော့လေ့လာပြီးတော့ယူပြီးတော့မှဒီမေဂျာကကိုနဲ့မကိုက်ရင်ရောဒါနဲ့ဘွဲရပြီလို့အလုပ်ရှာလို့မရရင်ရောဒါမျိုးပေါ့နော်မိခွန်းကြီးပြန်ထုတ်လာတယ်ဒါကတော့ကျမရဲ့အတွေးအတာဖြစ်ပါတယ်ကျမရဲ့အတွေးအဖြေမှန်လို့ပြောချင်တာမဟုတ်ပါဘူးတကယ်လို့ကိုနဲ့မကိုက်ညီခဲ့ရင်လေကိုတကယ်ဒီလမ်းကိုရှောက်ဖို့ကိုအသက်မွေးဖို့အတွက်ဒီဟာကိုအသုံးမချရင်လည်းပဲပေါ့နော်ဒီအရာကတောင်းတနေရကနေအမြဲတမ်းပြန်ပြီးတော့အကျိုးရှိပါတယ်ကိုအစွမ်းကုန်စူးစမ်းတယ်진짜 열심히တခုခု열심히အားသွန်ခွန်ဆိုင်အယူမှုလှုပ်ဖူးတဲ့အဲ့ဒီအတွေ့အကြုံကဘယ်ကိုမှထွက်မပြေးသွားဘူးကိုယ့်ရဲ့အတွင်းထဲမှာယောဂီရဲ့စာရော့있습니다ကိုယ့်ရဲ့အတွင်းထဲမှာစုနေတယ်ပေါ့နော်အဲ့တော့ကိုကဒီဟာနဲ့မလုပ်လဲပဲဒီဟာနဲ့ဆက်ပြီးတော့ဒီလမ်းကိုမသွားလဲပဲဒီမှာအယူမှုလုပ်ခဲ့တဲ့ကိုယ့်ရဲ့ဒီ experience ကကိုအသစ်တစ်ခုခုလုပ်တဲ့အခါမှာတခြားတစ်ခုခုဆက်ပြီးတော့လေ့လာတဲ့အခါမှာပြန်ပြီးတော့ဒီ energy ကိုပြန်ပြီးတော့ရတယ်ပေါ့နော်ဒါကတော့ကျွန်မရဲ့ခံစားမှုမိတာပြီးတော့ကျွန်မအရင်သဘောကျတဲ့ YouTuber တယောက်ရှိပါတယ်ဒီ YouTuber ပေါ့နော်သူ့ရဲ့ video လေးတွေအရန်ကြည့်ဖြစ်တယ်သူနဲ့ကျွန်မနဲ့ကအတွေ့အကြုံလေးနည်းနည်းတူတယ်ပေါ့နော်သူကတော့အင်္ဂလိပ်စာလေ့လာပြီးတော့အင်္ဂလိပ်စာသူ့ရဲ့ဘဝမှာ confidence ပြီးသွားတဲ့အရာတစ်ခုအနေနဲ့သူအင်္ဂလိပ်စာကိုပြန်အသုံးချပြီးတော့ကျွန်မလိုပဲအင်္ဂလိပ်စာဒီလေ့လာတဲ့အင်္ဂလိပ်စာသင်တဲ့ဆရာမအနေနဲ့အသက်မွေးနေတာပေါ့နော်။ကဲလို့ကိုရီးယားစာ fluent ဖြစ်တက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ channel ထဲဝင်ပြီးတော့သူ့ရဲ့အတွေးတွေအကြောင်းပြောတဲ့ video လေးတွေဝင်ကြည့်ဖို့အကြံပြုချင်ပါတယ်။အဲ့တော့သူ့ရဲ့ live ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်။သူကအကကိုမေဂျာယူခဲ့တယ်။ဒါမဲ့ပြီးတဲ့အခါမှာလေရင်မယ်လုပ်တယ်။ပြီးတဲ့အခါမှာဒီ Tesla ဆိုတဲ့နာမည်ကြီးbrand company တခုမှသူအလုပ်လုပ်တယ်ပြီးတော့ထွက်ပြီးတော့အင်္ဂလိပ်စာလေ့လာတယ်
ပြီးတော့အခုဩစတြေးလျမှာသူနာပြုမာစတာတက်ဖို့သူပြင်နေတယ်အဲ့တော့သူ့ရဲ့ live ကိုကြည့်ရင်ဘာမှမသက်ဆိုင်တဲ့ပြောင်းလဲမှုတွေအများကြီးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တခုကိုသူများနဲ့မတူဘဲနဲ့ယူယူမူမူစူးစမ်းခဲ့တဲ့သူ့ရဲ့အတွေ့အကြုံကသူဆက်ပြီးတော့ဘေဟာကိုပဲလှုပ်သွားသူ့ကို influence ပေးတယ်ပေါ့နော်အဲ့တော့ဒီလိုပြောလို့ရှိရင်တချို့ကပြန်ပြီးတော့မီးမယ်ပေါ့နော်။ तू ကငကိုကလေးကအင်အားပစံရှိလို့နေမှာပေါ့။ဒါမှမဟုတ်လဲကံကောင်းလို့နေမှာပေါ့။အဲ့လိုမျိုးပဲလည်းမဟုတ်ဘူးပေါ့နော်။အဲ့တော့သူ့ရဲ့ဗီဒီယိုတွေချင်း तू စူးစမ်းမှုသူ့ရဲ့ mindset တွေအကြောင်းသိရပါလိမ့်မယ်။ကျွန်တော်တော့အရင်သဘောကျတယ်ပေါ့နော်။အဲ့ဒါကြောင့်ဘာလေးလာရမလဲမသိဖြစ်နေရဲဆိုရင်ဘာပဲဖြစ်သူများနဲ့မတူအောင်ဆွဲမြဲအောင်လုပ်ပြီးတော့တခုခုအပြင်းထန်လေ့လာကြည့်ပါယူယူမူမူလေ့လာကြည့်ပါလို့အားပေးခြင်းပါတယ်여러분 할 수 있어요 왜 못해 할 수 있어요အဲ့တော့ကျွန်မသဘောကျတဲ့ဒီ YouTuber ပြောသွားသလိုပဲပေါ့နော်သူဗီဒီယိုထဲမှာပြောသွားတဲ့ထဲရဆိုလို့ရှိရင်ကျွန်တော်တို့ဘဝဆိုတာအမြဲတမ်းပန်းနိုင်ကိုပဲဥတီပြီးတော့ဒီပန်းနိုင်ရမှာငါဘဝပြည့်စုံတယ်ဒီပန်းနိုင်ကိုရောက်မှာငါလိုချင်တာရမှာငါဘဝပြည့်စုံတယ်ဆိုတဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်သူပြောထားတဲ့အထဲမှာဆိုရင်ကျမတို့ကတခုခုဖြစ်ဖို့မွေးဖွားလာတာမဟုတ်ဘူးဒီတိုင်းမွေးဖွားလာတာအဲ့တော့မွေးဖွားလာရင်လည်းတခုခုဖြစ်ချင်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့မဖြစ်လဲ no problem ကိစ္စမရှိဘူးပေါ့နော်ကျမတို့ရဲ့ပန်းနိုင်ကအဓိကမကြဘူးပေါ့နော်ဟုတ်ပြီတကယ်ဥပမာအဖြစ်ကိုကနမေကြီးဆိုတော့တယောက်ဖြစ်ချင်တယ်အဆိုဝါဒနာပါလို့အဆိုသင်တန်းတက်ပြီးတော့ကျွန်မအဆိုသင်တန်းအခုတလောတက်နေလို့ပေါ့နော်ဒါလေးဥပမာပေးပြီးပြောရမယ်ဆိုရင်အဆိုဝါနာပါလို့အဆိုသင်တန်းတက်ပြီးတော့လေ့လာနေတဲ့သူတွေမှာအများကြီးဒါပေမဲ့အဲ့ဒီမှာမှဘယ်နှရာခိုင်နှုန်းလောက်ပဲတကယ်နမေကြီးဆိုတာဖြစ်သွားတဲ့ဟာမျိုးပေါ့နော်ဒါဆိုရင်နမေမကြီးတဲ့စူးစမ်းနေတဲ့ဒီအဆိုတော်တွေကတန်မိုးမရှိတော့ဘူးလားကျမကတော့အဲ့လိုမမြင်ပါဘူးကျမတို့အတွေ့အကြုံတွေယူရင်လုပ်ကြည့်ရင်လည်းငါကတော့ဒီဟာမှာအားတာတဲ့သူပဲငါတော့ဒီဟာမှာနေအားနေတဲ့သူပဲဆိုပြီးတော့ကိုဘလိုလူမျိုးလဲဆိုတာကိုရှာဖွေတဲ့ဒီခီးပေါ့နော်ရှာဖွေတဲ့ခီးရလဲတော်တော်တန်မိုးရှိတယ်လို့မြင်ပါတယ်ဒုတိယမေးခွန်းပေါ့နော်ကျောင်းပြီးသွားရင်ဘာလုပ်ကြမလဲကျောင်းပြီးသွားရင်ဘာလုပ်ရမှာလဲကျမကိုယ်တိုင်လည်းကြုံနေရတယ်ပြီးတော့ကျမဘေးပတ်ဝန်းကျင်မှာတငယ်ချင်းတွေထဲမှာအားလုံးဒီမေးခွန်းနဲ့တိုင်ပတ်နေကြတယ်ပေါ့နော်အခုလောလောဆယ်မှာဒါနဲ့ပတ်သက်ပြီးတော့ကျမရဲ့ဖြေကိုပြောရမယ်ဆိုရင်ကျမဟိုတလောပေါ့နော်ဆီယမတယောက်နဲ့တွေ့တော့ဆီယမနဲ့စကားဆက်မိရင်သူကကျမကိုမေးတယ်အခုတလောဘာကိုမင်းရှိလဲပေါ့ဘာဆိုရင်ဆရာရှိလဲဆိုတော့ကျမကကြောင်းပြီးတော့မယ်ဘာဆက်လုပ်ရမလဲမသိဘူးပေါ့နော်အဲ့တော့သူကဘာပြောလဲဆိုတော့သူကိုယ်တိုင်လည်းအဲ့ဒီမေးခွန်းကိုနေ့တိုင်းမေးနေရတော့မယ်တဲ့သူပဲမဟုတ်ဘူးသူ့ဖေပတ်ဝန်းကျင်ကအကုန်လုံးလည်းရှေ့လျှောက်ပါဆက်လုပ်မလဲဆိုတာကိုအမြဲတမ်းမေးနေရတယ်ပေါ့နော်သူ့ရဲ့အိမ်ကသူ့ရဲ့အဖေနဲ့မေးဆိုလဲအခုလုပ်ငန်းလုပ်နေတယ်ဒါပေမဲ့လုပ်ငန်းလုပ်နေရင်လည်းအဖေကအမြဲတမ်းပြောတယ်ပေါ့နော်ဘယ်လိုမျိုးဆက်ပြီးတော့လုပ်ရမလဲဘယ်လိုဆက်ပြီးတော့တိုးချဲ့မလဲဘယ်လိုဆက်လုပ်မလဲဆိုတဲ့အရှေ့လျှောက်ရဲ့ကျမတို့အနာဂတ်မှာဘာလုပ်မလဲဆိုတဲ့ဟာအမြဲတမ်းမေးနေရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကိုတယောက်တည်းဒါကိုဂျုံထွေးရတာလည်းမဟုတ်ဘူးပြီးတော့အခုကျောင်းပြီးရင်ဘာလုပ်မလဲဆိုရင်အခုမှလုပ်ရမယ်အခုမှစဉ်းစားရမယ်အရာလည်းမဟုတ်ဘူးတက်လုံးကျမတို့ ਨੇ တက်လုံးတွန်တွဲပြီးသွားရမယ်ကျမတို့ရဲ့ဘဝအိမ်စာဖြစ်ပါတယ်အဲ့ဒါကြောင့်မစိုးရိမ်ပါနဲ့အခုကျောင်းတက်နေစဉ်မှာပဲဒီမေးခွန်းမေးရမှာမဟုတ်ဘူးနောက်အလုပ်ခွင်ဝင်သွားလဲနောက်ဆက်ပြီးတော့ကိုရှင်တန်နေသူတွေဒီမေးခွန်းကမေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် 걱정하지 마세요. 평생 해야 하는 질문이니까. ဖြည့်သိမ်းမှုရသွားလားတော့မသိဘူးเนาะကျမကတော့အဲ့ဒါသူနဲ့စကားပြောရင်းနဲ့ကျမကတော့ဟုတ်သားပေါ့နော်ပြီးတော့ကိုចောင်းပြင်းဘာဆက်လုပ်မလဲဆိုတော့ကိုလန်ကိုတော့ကိုရှာရမယ်ပေါ့နော်ကိုရဲ့ဒုစားအထုံးမှုပေါ်မှာလည်းအများကြီးမူတည်တယ်ကိုလိုချင်တဲ့လမ်းကဘာလဲဆိုတာလဲကိုသိဖို့လိုတယ်ဒါတွေကိုကျမတို့ရှာဖွေရမှာပေါ့နော်အဲ့တော့ဒါတက်လုံးရှာဖွေသွားရမှာကျမတို့အသက်ရှင်နေသူတွေကိုဘယ်လိုမျိုးဆက်ပြီးတော့ရက်တည်ခြင်းလဲဆိုတဲ့ဟာကိုအမြဲတမ်းမေးရမှာဖြစ်တဲ့အတွက်ကြောင့်괜찮아요 여러분 혼자가 아니니까 화이팅 다 같이 화이팅နောက်ဆုံးနံပါတ်3မေးခွန်းကတော့ဒါကတော့ကျမ
ရေးကြည့်ရလို့မြင်နေပေါ့နော်ဒီ information တွေများတဲ့ခေတ်မှာကျမတို့ Facebook ကြည့်လဲပဲတယောက်ကတစ်မျိုးပြောတယ်ဒီတယောက်ကဒီလိုပြောတယ်ကိုကဘသူစကားကိုနားထောင်ရမှာလဲပေါ့နော်ကိုကဘေးဟာကိုယုံကြည်ပြီးတော့ဘေးဟာကိုနားထောင်ရမှာလဲဆိုတဲ့ဟာဒါနဲ့ပတ်သက်ပြီးတော့ကျမက저만의 생각ကျမရဲ့ခံယူချက်ပေါ့နော်ကျမရဲ့ခံယူချက်အတိုင်းကျမကတော့သွားတယ်ကျမရဲ့ခံယူချက်ကဘာလဲဆိုတော့ကျမလေးစားရတဲ့ကျမစံထားရတဲ့ငါသူ့လိုဖြစ်ချင်လိုက်တာငါသူ့လိုလူတယောက်ဖြစ်ချင်တယ်ဆိုတဲ့သူတွေရဲ့ပြောတဲ့စကားပဲကျမနားထောင်ပါတယ်တကယ်လို့ဒီတိုင်းဘေးကနေလာပြီးတော့အရင်ကဆိုရင်ကျမဒီကိုရီးယားစာပညာရေးမိစာယူတဲ့ခါကျတော့တချို့ကပြောကြတာမျိုးရှိတယ်ပေါ့နော်ကိုရီးယားစာအစကတည်းကလည်းတော်နေပြီးပြီပဲtopic စစ်လည်းရှိတယ်စာလည်းတင်နေအခုလည်းစာတင်နေတာပဲအဲ့ဒီမေဂျာကြီးဒီထက်ယူပြီးတော့ဖွဲ့ရဖို့အချိန်နှမျိုးဖို့ကောင်းနေပေါ့နော်ချိန်နှမျိုးဖို့ကောင်းနေအဲ့ဒါတက်မဲ့စာလက်တွေ့မှာအသုံးဝင်တဲ့ technology ပိုင်းလက်တွေ့မှာအသုံးဝင်တဲ့အခုက AI ခေတ် AI လေ့လာဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းပြောင်းပြီးတော့လေ့လာဖို့လိုတယ်မဟုတ်လို့ရှင်နေနောက်ထမင်းငတ်မေးဆိုပြီးတော့ဘေးကနေပြောတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ကိုကဒီလိုလူတွေပြောတဲ့စကားကိုကြားရတဲ့အခါမှာသူတို့တွေလာပြောနေကြပြီဆိုရင်ကျမကတခုံးပဲပြန်ပြီးပါတယ်ကိုငါသူ့လိုလူမျိုးဖြစ်ချင်လားမဖြစ်ချင်ဘူး no ဆိုရင်ကျမကနားပဲနားထောင်လိုက်တယ်ပြီးရင်ညာဘက်နားထောင်ပေးဘက်နားထွက်လိုက်တယ်ပေါ့နော်အဲ့တော့အရေးကြီးပါတယ်ကျမကတော့အဲ့ဒါကိုအရေးကြီးတယ်လို့ခေါ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လူတွေကအရန်သူတစ်ပါးကြောင့်အရန်ဆွတ်ဖတ်တတ်ပါတယ်ကိုယ့်ရဲ့အတွေ့အကြုံငါအကြံပေးတာနင်ကောင်းစီခြင်းလို့ပြောတာနင်အတွက်ပြောတာဆိုတဲ့စကားနဲ့ကျမတို့ကိုဆရာကြီးလောက်တာမျိုးအကြံပြုတယ်ဆိုပြီးတော့ပေါ့နော်သူတို့ရဲ့အတွေးကိုလာပြောကြတာရှိတယ်အဲ့တော့အားလုံးကိုသိစေချင်တာကလူတစ်ယောက်ရဲ့အတွေးဆိုတာသူကျင်လေရတဲ့သူ့ရဲ့အတွေ့အကြုံသူအခုချိန်ထိဖြတ်တန်းရတဲ့သူ့ရဲ့ဘဝကနေရရှိတဲ့အရန်ကိုကျင်းမြောင်းတဲ့အမြင်လေးကနေအကြံပြုတာဖြစ်ပါတယ်ကျမလည်းအတူတူပဲအခုပြောနေတာကျမကျင်လေခဲ့တယ်ကျမဖြတ်တန်းခဲ့တယ်အတွေ့အကြုံတွေကနေတဆင်ကျမကပြောတာဖြစ်တယ်အဲ့တော့모든사람의생각은자기의 좁은 세상 안에서 나옵니다. ကိုကလူတိုင်းရဲ့စကားကိုနားထောင်ကြမလိုပါဘူးလာပြောလို့ရှိရင်နားယောင်သွားပြောသူပြောတာလည်းဟုတ်တာငါဆရာမပဲဒီလိုဆက်လုပ်နေနောက်ကျရင် AI နေအခုက AI နေကထွန်းကားလာပြီAI နေကတိုးတက်လာပြီငါနောက်ကျလို့ရှိရင်အလုပ်လက်မဲ့ဖြစ်မယ်ထင်တယ်ကျမတော့အဲ့လိုလုံးဝမတွေ့ဘူးကျမဘယ်တော့မှအလုပ်လက်မဲ့မဖြစ်ဘူးကျမအခုအချိန်မှာ3ညကစရလဲကျမပြန်စနိုင်တယ်ကျမရဲ့ယုံကြည်မှုကကျမအထင်မှာစုနေတာဖြစ်တဲ့အတွက်ကြောင့်ကျမကတော့저는 앞으로 진짜 잘 살 것 같아요. 그냥 그런 자신감이 있습니다. 시샵 저는 루리네 찐레야래가 루리네 못 찐레베네 저는 니루미야고 너 커뮤니티ဆိုတာရှိရတယ်ဒီ community network တွေကနေတဆင့်မှကျမတို့ခွင့်ရရတာမျိုးလည်းရှိတယ်ပေါ့နော်လူတွေနဲ့အများနဲ့ကျင်လည်နေရတယ်ထိတွေ့နေရမယ်ဒါပေမဲ့အဲ့ထိတွေ့နေတဲ့သူတွေထဲမှာဘသူစကားကိုနားထောင်လဲဆိုတာကကိုဆုံးဖြတ်ရမှာဖြစ်တယ်ပြီးတော့အဲ့လိုခါမျိုးကြရင်ကျမကတော့ငါသူ့လိုလူမျိုးဖြစ်ချင်လားသူကဘယ်လိုလူမျိုးလဲအများအားဘေးကနေလာပြီးတော့ negative တွေပဲပြောနေတဲ့သူမျိုးဆိုရင်ငါသူ့လိုလူမျိုးပဲဖြစ်ချင်လို့နေเนาะအဲ့ကြရင်그런 사람의 말은 듣지 마세요. 끝. ဒီနေ့ပြောသွားတဲ့အကြောင်းအရာကတော့ကျွန်မဒီ Kongook တက္ကသိုလ်မှာသူတို့ကျောင်းဖွင့်ပွဲကျောင်းဝင်ငွေဆွေးနွေးပွဲလုပ်တော့သွားပြီးတော့ပြောခဲ့တဲ့အကြောင်းအရာလေးပေါ့နော်အားလုံးကိုပြန်ပြီးတော့ share ပေးချင်တာနဲ့ဒီနေ့ဗီဒီယိုလေးရိုက်လိုက်ပါတယ်ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေကကျွန်မရဲ့အမြင်သာဖြစ်တယ်အဲ့တော့လက်ခံလဲရတယ်လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်감사합니다နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်안녕